ဘန်ကောက်ကဆူညံမှုတွေကြားမှာအေးအေးဆေးဆေးနေလို့ရမယ်ဆိုင်လေးအကြောင်းကိုပြောပြမယ်ဗျာကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ပါအောင်ဗျာဒီဆိုင်ကိုစောင့်မလိုက်တာနဲ့အေးဆေးတက်ရတဲ့ပတ်ဝန်းကျင်ကိုအထင်ရှားခံစားရပါတယ်ပစ္စည်းတွေကိုစနစ်တကျခင်းကျင်းထားတော့ယုံကြည်စိတ်ချရတဲ့ဆိုင်ဆိုတာသိတာစီရဗျာဝန်ထမ်းတွေကလည်းပေါ်ကောင်းပြီးမိသမျှကိုလည်းစိတ်ရှိလက်ရှိရှင်းပြပေးအချိန်ဆုံးအချက်ကတော့ဆူညံမှုမရှိတဲ့တိတ်ဆိတ်နေရပါ gift design လိုမျိုး snack နဲ့အေးတွေပါကြလို့အမှန်ဖြေနားနေစရာတရားတစ်ခုလို့ခံစားရပါတယ် privacy အလေးထားတဲ့အတွက်လည်းတည်တံ့အခန်းတွေရှိတာအရင်ဆင်ပြေဘန်ကောက်မှာအေးဆေးအနားယူကိုနေရာကောင်းတစ်ခုရှာနေဆိုတော့ပညာလေးကိုသိရလိုက်ပါ